ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီနေ့သင်ခန်းစာ1ဒါမှမဟုတ်ပုဒ်စာ1ကိုကျွန်တော်စာလုံးပေါင်းဖတ်ပြမယ်เนาะบทที่1ဒီအပေါ်တန်းစာလုံးကိုบทที่1เนาะပုဒ်စာ1ဒါမှမဟုတ်သင်ခန်းစာ1ပေါ့เนาะအတူတူဖတ်ကြည့်အောင်မာနီစာလုံးပေါင်းမယ်မောအာမာနော်အီနီမာနီเนาะဒီမှာမောပြီးတော့ဘေးနားမှာဆလာအာပေါင်းတဲ့ခါမှာမောအာမာဒီမှာနော်နူအပေါ်မှာဆလာအီပေါင်းတဲ့ခါမှာနော်အီနီဒီနှလုံးကိုမာနီအဲ့လိုဖတ်တယ်เนาะမောအာမာနော်အီနီမာနီဆိုတာအင်ဂျီအနေနဲ့ကောင်မလေးရဲ့နာမည်เนาะမာနီမောအာမာနော်အီနီမာနီမော်အီမီမာနီမီเนาะမီဆိုတာရှိသည်တဲ့မာနီမာရှိသည်တဲ့မာနီမာပါရှိလဲတောအာတာဆိုတာမြစ်လုံးเนาะမာနီမီတာမာနီမာရှိသည်တဲ့မြစ်လုံးเนาะပြန်ပေါင်းလိုက်တော့မာနီမာမြစ်လုံးရှိသည်တဲ့เนาะဟုတ်ပြီမာနီအပေါ်တန်းကြည့်မယ်မာနီအောက်တန်းမာနီမီတာအဲ့လိုဖတ်ရတယ်เนาะအဲနောက်ဒီလုံးကြည့်မယ်ကောအာကာအဲ့လိုပေါင်းရတယ်เนาะဒီစာလုံးကကောကိုင်ကောလို့အတန်ထွက်တယ်အနောက်မှာဆလာအာလို့အတန်ထွက်တယ်เนาะပေါင်းတဲ့အခါမှာကောအာကာအဲ့လိုပေါင်းရမယ်เนาะကာဆိုတာဒီကြီးကိုပြောတာကြီးကန်းကိုပြောတာเนาะကာမီတာစာလုံးပေါင်းမယ်ကောအာကာမော်အီမီတောအာတာကာမီတာကောအာကာမော်အီမီကာမီကာဆိုတာကြီးကန်းမီဆိုတာရှိသည်တဲ့ကြီးကန်းမှာရှိသည်ဘာရှိလဲတောအာတာဒါဆိုတာမြစ်လုံးကိုပြောတာเนาะကာမီတာကြီးကန်းမှာမြစ်လုံးရှိသည်တဲ့ဒါမှမဟုတ်ကြီးကန်းမှာရှိသည်ဘာရှိလဲမြစ်လုံးရှိတယ်တဲ့အာဆိုတာဦးလေးကိုပြောတာเนาะအော်အာအဲ့လိုပေါင်းတယ်เนาะဒီစာလုံးကအော်အာအဲ့ဒါကြောင့်မို့အော်တန်ထွက်တယ်เนาะအနောက်မှာဆလာအာတန်ထွက်တယ်ပေါင်းလိုက်တော့အော်အာအဲ့လိုတန်ထွက်တယ်เนาะအာဆိုတာဦးလေးကိုပြောတာအာမီတာစာလုံးပေါင်းမယ်အော်အာဆိုတာဦးလေးเนาะမော်အီမီဆိုတာရှိသည်တဲ့ဦးလေးမှာရှိသည်ဘာရှိလဲတောအာတာဆိုတာမြစ်လုံးเนาะအာမီတာဦးလေးမှာမြစ်လုံးရှိသည်တဲ့အစရင်စာလုံးမပေါင်းမနဲ့ဖတ်မယ်บทที่1မာနီမီတာကာမီတာအာမီတာဟုတ်ပြီနော်ခုနတော့ဒါပု္ပ္ပစာ1သင်ခန်းစာ1ပေါ့နော်နောက်လေ့ကျင့်ခန်း2သင်ခန်းစာ2တွေကိုသင်ပေးပါနော်ဟုတ်ကဲ့ဒီ44လုံးကိုရေးဖတ်လေ့ကျင့်မယ်နော်တရ32လုံးနဲ့ရေးဖတ်လေ့ကျင့်မယ်နောက်ပြီးတော့အမြင့်တန်အလဲတန်အနိမ့်တန်တွေကိုလည်းခွဲတတ်အောင်လေ့ကျင့်ရမယ်နော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်